Hello အားလုံးမင်္ဂလာပါကျွန်တော်မိတ်ဆွေငယ်ချင်းများအားလုံးကျမ်းမာပျော်ရွှင်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ဒီကနေ့ကျွန်တော်တို့က Unit 41ကိုဆက်ပြီးလေ့လာမှာဖြစ်ပါတယ် Unit 41ကဘာအကြောင်းအရာလဲဆိုရင်တော့ future possibilities ဖြစ်ပါတယ်ပေါ့နော်အဲ့တော့အနာဂတ်မှာလုပ်မယ်လုပ်ချင်တယ်လုပ်မယ်လုပ်ချင်မှလည်းလုပ်မယ်ဆိုတဲ့အပြောမျိုးပေါ့ဗျာအဲ့လိုမျိုးလေ့လာတဲ့အခါမှာပြောချင်တဲ့အခါမှာဒါလေးတွေဒီလိုမျိုးလေးတွေသုံးပြီးပြောလို့ရပါတယ်ဥပမာဆိုလို့ရှိရင်41.1က I will have a vacation I don't have enough money ကျွန်တော်မှာပတ်စံလုံးလုံးလောက်မရှိဘူးပေါ့နော်အဲ့တော့ပတ်စံမလောက်ဘူးပေါ့ဗျာပတ်စံမလောက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဒါ vacation မသွားဖြစ်ဘူးပေါ့ဒါလုံးဝကိုမှမသွားဘူးလို့ပြောတာနော် I won't I will not ပေါ့ဗျာဒီမှာတော့ won't ရေးထားတယ် I will not have a vacation I won't have a vacation ခရီးမသွားဘူးလို့ပြောတယ်ဘာကြောင့်လဲဆိုတော့ I don't have enough money ကျွန်တော်ပတ်စံမလောက်လို့ဗျာအဲ့တော့ enough money တော့ကပတ်စံမလောက်ဘူးဆိုလို့ရှိရင်အဲ့လိုပြောလို့ရတယ်နော်အဲ့တော့ပတ်စံမလောက်တဲ့အတွက်ကြောင့်မို့ကျွန်တော်ခီးမသွားဘူးပေါ့အဲ့ဒါကလုံးဝမသွားဘူးညင်းလိုက်တာဒုတိယတစ်ကြောင်းကကျတော့ I might have a vacation ခီးသွားခြင်းသွားမယ်ပေါ့နော်အလုပ်ရှင်တော့လုပ်ဖြစ်မယ်အဲ့တော့ I might have a vacation I have some money ကျွန်တော်ပတ်စံနည်းနည်းတော့ရှိတယ်ဗျာကျွန်တော်ခီးသွားပြင်တော့သွားပြင်မှာအောက်ဆုံးတစ်ကြောင်းကတော့လုပ်ကိုလုပ်မှာ I will have a vacation because I have lots of money ကျွန်တော်ပတ်စံလုံလောက်တယ်နော်သွားဖို့ခီးစိတ်လုံလောက်တယ်ပေါ့ဗျာဒါကြောင့်မို့ကျွန်တော်ခီးသွားပြလိုက်မယ်လို့ပြောတယ် I will have a vacation လို့သုံးလို့ရတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် I won't ဆိုတာက when တော့ရေးထားနော်အဲ့တော့ won't ဆိုတာကလုံးဝမလုပ်ဘူး might ဆိုတာကလုပ်ရှင်လုပ်မယ် will have ကတော့ will ကတော့လုပ်မယ်ပေါ့ဗျာအဲ့တော့ might ကတော့လုပ်ရှင်မှလုပ်မယ်ပေါ့နော်အဲ့လိုလေးအိဗယ်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီဟာလေးတွေဆက်ပြီးလေ့လာကြည့်မယ် 41.2 He might not go to Rome this year he does not know it yet အဲ့တော့သူသွားခြင်းမှသွားမယ်ပေါ့နော်ရောမမြို့ကိုသူသွားလေခြင်းမှသွားလေမယ်ပေါ့သူတေချာမသိသေးဘူးဆိုတဲ့ပုံစံကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ I might speak English at the party tonight as there are British people coming ဒီနေ့ညတော့ကျွန်တော်ပါတီပွဲမှာ English လိုမျိုးပြောပြကောင်ပြောလိုက်မယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာဒါအင်္ဂလန်ကနော် British အင်္ဂလိပ်လူမျိုးတွေလာမယ်ပေါ့နော်အင်္ဂလိပ်လူမျိုးတွေ British လူမျိုးတွေလာမယ်ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့တွေစကားအင်္ဂလိပ်စကားပြောပြကောင်ပြောပြလိုက်မယ်လို့ပြောတာဖြစ်ပါတယ်နော်ဒါလေးက might နဲ့ might not နဲ့ပါဒါလည်းပဲလုပ်ပြရှင်လုပ်ဖြစ်မယ်လုပ်ပြရှင်မှလုပ်ဖြစ်မယ်ဆိုတဲ့အသုံးလေးဖြစ်ပါတယ်နော်ရမယ်လို့ယူဆပါတယ်ကျွန်တော်တို့ဘယ်လိုရေးလဲဆိုလို့ရှိရင်ဒီပုံစံလေးရေးရပါတယ်ဒါတော့ subject ကတော့ဟိုတခုခုပေါ့ဗျာနော် subject လာမယ်ပြီးလို့ရှိရင်တော့ might not ဒီပုံစံလေးတွဲလို့ရတယ် might နဲ့ not နဲ့လည်းဒီပုံစံလေးတွဲရေးလို့ရတယ်နော်โอเคဆက်လေးလာကြည့်အောင်အဲ့တော့ have a vacation ဒါလေးကတော့ဥပမာလေးဖြစ်ပါတယ်အဲ့တော့တခုခုလုပ်ရှင်လည်းလုပ်မယ်လုပ်ပြရှင်မှလည်းလုပ်ပြမယ်ဆိုဒီပုံစံလေးရေးလို့ရတယ် might not okay ဆိုတော့ 41.4 လေးကတော့ကျောင်းသားကိုယ်တိုင်ဒါလေ့လာရမှာဖြစ်ပါတယ်ဘာလို့ခိုင်းတာလဲဆိုပြီးရင်သူက sentence ကို reorder ပြန်လုပ်ခိုင်းတာပါဥပမာလေးက she too might party might come ပြန်ရေးမယ်ဆိုရင် she might come to my party အဲ့ပုံစံလေးပြန်ရေးပေးရမှာနော်အဲ့ဒါဒီမှာက1 to 4ဒါလေးကစာကြောင်းလေးပြန်စီကြည့်ပါနော်နောက်တစ်ခုဒီဘက်က 41.5 ကတော့ဘာလို့ခိုင်းလဲဆိုတော့သူကဒီမှာအဝါရောင်မြင်းသားထားတဲ့စကားလုံးလေးတွေစာကြောင်းလေးတွေပေါ့အဲ့ဒါလေးတွေကျွန်တော်တို့အမားပြင်ပေးရမှာပါနော်မှားနေရလေကျွန်တော်တို့ပြင်ပေးရမှာပေါ့နော်အဲ့တော့ Hi Billy I am excited about our hiking trip on Saturdays it might rain in the afternoon so we will go in the morning I will bring some water but I won't bring any food we might want to stop and at one of the best or the pub or on our walk what do you think see you this weekend or ဒါတန်းတော့ email ပို့တာပေါ့နော်အဲ့တော့အဝါရောင်စကားလုံးလေးတွေမှာလွဲနေရလေးကပေါ်ဆုံးစကားလုံးတွေမှာဆိုလို့ကျွန်တော် it might rain အဲ့မှာ rain မှာ as ပါနေတယ်တကယ်တော့ဟိုကျွန်တော်တို့က might တို့ can တို့ will တို့ should တို့အဲ့ဒီကနောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ base form ပဲလိုက်ရတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ verb form အများပေါ့ဗျာအဲ့ဒါပဲလိုက်ပေးရတယ်သူက as ပါနေကြမှာမှားတာပေါ့ it might rain ဒုတိယဝါကျကအဝါရောင်စကားလုံးလေးက we will go အဲ့ဒီမှာ will မှာ as ပါနေတယ်တကယ်တော့ will မှာ as မပါဘူးလေ will ပဲ will go လို့ပဲပြောရမယ်နောက်တစ်ခုဝါကျမှာလည်းပဲ I will bring မှာ as ပါနေတယ်အဲ့ဒါမှားနေတာပါနော် I will bring as မပါရပါဘူးနောက်တစ်ခုကကျတော့ I will not bring နော် I will not bring လို့မသုံးလေ won't လို့သုံးပါပေါ့နော် w apostrophe တွေအဲ့တော့ဒီပုံစံမရေးဘူးပြောတာ will တော့ကတော့ရေးလို့ရတယ်ဒီပုံစံရေးတာမဟုတ်ဘူးဒါ won't ကမှားနေတာဖြစ်ပါတယ်နော်ပြီးတော့ we might wanting တကယ်တော့လေ we might want လို့ပဲရှိတယ်အဲ့မှာ might မှာလည်း as ပါနေတယ် wanting နဲ့သုံးလို့မရဘူး we might want အဲ့ပုံစံလေးပဲသုံးပေးရမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်လွဲနေတဲ့နေရာလေးသတိထားမိမယ်လို့ယူဆပါတယ်သူရေးရမယ့် form လေးက might not နော်ပြီးတော့မှနောက်က base form
ဗျာ base form ဆိုတာက verb form ကိုပြောတာပေါ့နော်အဲ့ပုံစံလေးရေးကြည့်ပါတော့နောက်တဲ့သင်ခန်းစာလေးတစ်ခုလေးလာကြည့်မယ်ဒီမှာက negative ဆိုတာကလုံးဝမလုပ်ဘူးလို့ပြောတာ positive ဆိုတာကလုပ်ရင်လုပ်မယ် positive ဆိုတာကတော့တကယ်လုပ်မယ်ပေါ့အဲ့တော့အခုမှဝါကြလေးက I won't buy a computer မဝယ်ဘူးလုံးဝမဝယ်ဘူးဒုတိယဝါကြက I might buy a computer ကွန်ပျူတာကိုဝယ်ကောင်းဝယ်လိမ့်မယ်တတိယတစ်ကြောင်းက I will buy a computer သူကတော့လုံးဝဝယ်မှာပေါ့ဗျာအဲ့တော့ negative က positive ရဲ့ possibility positive ကဒီဝါကြလေးကိုကျွန်တော်ဒီပုံစံလေးရေးခိုင်းတာဖြစ်ပါတယ်ဒီမှာတော့လေ့ကျင့်ဖို့1 to 6ကတော့ကျောင်းသားကိုယ်တိုင်လေ့ကျင့်ပြီးတော့မှရေးကြည့်ပါနော်တော့နောက်တဲ့သင်ခန်းစာလေးကိုဆက်လေးလာကြည့်အောင်41.7ဘာပြောလဲဆိုတော့ I might go to town I'm not sure အဲ့တော့ကျွန်တော်မြို့ထဲကိုသွားရင်သွားမှာဗျာဒါပေမဲ့တေချာတော့မတေချာဘူးပေါ့နော်တခုခုမတေချာဘူးဆိုလို့ရှိရင်ကျွန်တော်တို့က I'm not sure လို့သုံးလို့ရတယ် I'm not sure တေချာတော့မသိဘူးဗျာကျွန်တော်သွားဖြစ်မယ်ထင်တယ်ဒုတိယဝါကြမှာဆိုရင် I don't know I might have more pizza တေတော့မတေချာဘူးပေါ့နော်ကျွန်တော် I don't know ကျွန်တော်တော့မသိဘူးပေါ့ဒါပေမဲ့ I might have more pizza တွေပို့ပြီးတော့မှာပြီးတော့စားပြည့်ကောင်စားပြည့်လိမ့်မယ်ပေါ့နော်ဝယ်စားကြည့်ပါတကယ်အဲ့တော့ဒါလေးကိုရမယ်လေယူစားတယ်ဒါလေးကလှုပ်ရှင်လှုပ်မယ်လှုပ်ပြရှင်မှာလှုပ်ပြမယ်ဆိုတဲ့အသုံးလုံးမျိုးလေးဖြစ်ပါတယ်နော်41.8ကတော့ဒီဘက်က1 2 3နဲ့ဒီဘက်ကစကားလုံးလေးနဲ့စာကြောင်းလေးနဲ့တွဲပြရမှာဖြစ်ပါတယ်နော် question and answer လေးပါအဲ့တော့ mail လေးနဲ့အဖြေလေးနဲ့ကျွန်တော်တို့တွဲကြည့်ပါမေးကြည့်ပါကျောင်းသားကိုယ်တိုင်လေ့ကျင့်ကြည့်ပါ41.9ကတော့ audio နားထောင်ပြီးတော့မှလုံမလားမလုံဘူးလားအဲ့ဒါလေးရွေးခိုင်းတာဖြစ်ပါတယ်အဲ့တော့ listening ကောင်းအောင်လို့တော့ audio သွားနားထောင်ပြီးတော့မှကျွန်တော်တို့ဒီမှာ comprehension skill လေးရအောင်အဖြေလေးတို့ရွေးကြည့်ပါကျောင်းသားကိုယ်တိုင်ရွေးကြည့်ပါနော်အဲ့တော့နားမလည်တဲ့သင်ခန်းစာလေးကျွန်တော်ပြန်လာမေးပါကျွန်တော်ပြန်ရှင်းပြပါမယ်အဲ့တော့ဒီမှာ positive negative ဒါလေးတွေကျွန်တော်တို့စောစောကလေ့လာခဲ့တယ်လေဘာလဲဆိုလို့ရှိရင် positive ဆိုတာကလုပ်ကိုလုပ်မယ် positive ဆိုတာကတော့လုပ်ချင်မှလုပ်မှာလုပ်ပြချင်တယ်လုပ်ဖြစ်မှာပေါ့ negative ဆိုတာကတော့လုံးဝမလုပ်ဘူးအဲ့တော့ဒီမှာကပုံလေးထဲမှာသူပြောပြထားတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီပုံစံစာလေးထဲမှာပြန်ရေးခိုင်းတာပါနော်ဒီပုံစံပြန်ရေးခိုင်းတာဆိုတော့ဥပမာလေးကြည့်ကြည့်အောင်ဥပမာလေးကသူ့နာမည်က Urban လို့ခေါ်တယ်အဲ့တော့ဒီမှာ positive ဆိုတာကလုပ်မှာပေါ့နော်ဥပမာလေးလည်းပြောထားတယ် Urban will go on vacation this year အဲ့တော့ခီးသွားမယ်ပေါ့နော်အဲ့တော့လုပ်မှာပြောလို့ကြောင့်ကျွန်တော်တို့က will လို့သုံးလို့ရတယ် will go on နောက်တစ်ခုက positive ဆိုတဲ့ဝါကြမှာတော့ might နော် might learn French negative ဝါကြမှာတော့ will not run ပေါ့ဗျာ will not run a marathon အဲ့ပုံစံရေးခိုင်းတာဖြစ်ပါတယ်အဲ့တော့ကျန်တဲ့စာကြောင်းလေးတွေကတော့ကျောင်းသားကိုယ်တိုင်လေ့ကျင့်တဲ့အနေနဲ့ရေးကြည့်ပါဘေးရနေလဲဆိုလို့ရှိရင်3 to 8ပေါ့နော်3 to 8ရေးကြည့်ပါနော်အခုဆိုလို့ရှိရင်ကျွန်တော်တို့ကလှုပ်ရှင်မယ်လှုပ်ရှင်မယ်လှုပ်ပြရှင်မှာလှုပ်ပြမယ်ဆိုတဲ့အကြောင်းအရာလေးပြောတဲ့အခါမှာသုံးနှုန်းလေးတွေကိုလေ့လာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒုတိယတစ်ခုကတော့42ကတော့ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင် give you advice เนาะအကြံဉာဏ်တွေပေးတာပါဒီလိုမျိုးလေးလုပ်လိုက်ပါလားဒီလိုမျိုးလေးလုပ်ကောင်းတယ်ဆိုတဲ့ပုံစံလေးပေါ့ဥပမာ is very sunny နေသားနေတာ is very sunny you should wear a hat အခုနေသားနေတာနေပူနေတာပေါ့ဗျာမင်းအုတ်ထုတ်လေးပါလေးစောင်းထားအောင်ပူတယ်အဲ့ပုံစံလေးပြောတဲ့အခါမှာသုံးလို့ရတယ် should wear SHUN should ပေါ့နော် SHUN should ကိုသုံးလို့ရတယ် is very sunny you should wear ဥပမာပေါ့ဗျာ you should eat you should go you should learn တခုခုလုပ်တဲ့နယ်ဆိုတဲ့ပုံစံမျိုးမှာကျွန်တော်တို့ဒီပုံစံလေးနဲ့ပြောလို့ရပါတယ်နော်ဒါကအကြံဉာဏ်ပေးတဲ့အခါမှာသုံးတာပါဥပမာလေးကြည့်ကြည့်အောင် it might rain မိုးရွာတော့မယ်ထင်တယ်နော်မိုးရွာကိုရွာမှာတော့မဟုတ်ဘူးမိုးရွာချင်းရွာမှာ it might rain you should take your umbrella မိုးရွာမှာထင်တယ်ရွာချင်းရွာမှာအဲ့တော့မင်းထီးလေးပါလေးယူသွားထီးပါညာယူသွားကိုကျွန်တော်တို့ take ကိုသုံးနေရတယ်နော် you should take your umbrella okay နောက်တစ်ခုကthere is ice on the road လမ်းပေါ်မှာရေခဲတွေရှိနေတာပေါ့နော် there is ice on the road you should not drive tonight ညမင်းကားမမောင်းနဲ့ကားမမသွားနဲ့လမ်းမှာမင်းရေခဲတွေနဲ့ရှော်တာတွေပါတယ်ဖြစ်မှာဆိုလို့ပေါ့နော်လမ်းရှော်တာတွေပါတယ်ဖြစ်မှာဆိုလို့ပေါ့နောက်တစ်ခုက you are sick you shouldn't go to work today ဒီနေ့မင်းဖျားနေတာပဲမင်းဒီနေ့အလုံးသွားနေပေါ့နော် you shouldn't go to work today ဆိုပြီးတော့ကျွန်တော်ပြောလို့ရတယ်မလုပ်သင့်ဘူးဆိုတဲ့ပုံစံပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့လေ့လာခဲ့တာကလုပ်သင့်တယ်ဆိုတဲ့ပုံစံပြောနေတဲ့အခါမှာလည်းပဲ should ကိုသုံးရတယ်မလုပ်သင့်ဘူးဆိုရင်တော့ should not ပေါ့ဗျာအဲ့ပုံစံလေးနဲ့သုံးရမှာဖြစ်ပါတယ်အဲ့တော့ရေးတဲ့ form လေးကဒီလိုရေးရတယ်အဲ့တော့ you ပြီးတော့ should ပေါ့ဗျာအကယ်၍မလုပ်သင့်ဘူးဆိုတော့ should not ပေါ့ဗျာပြီးတော့မှ main verb က base form ပြောပါတယ်နော် base form ဆိုတာကနားလည်အောင်ပြောမယ်ဆိုတော့ verb form ပေါ့ verb form ကိုအများလိုက်ရမယ်နော်ပြီးတော့ကျွန်တော်ပြောတဲ့အကြောင်းအရာလေးတစ်ခုထည့်ရမှာပေါ့ okay ဒီမှာဆိုရင်တော့ you should wear a hat ဆိုပြီးတော့မှပြောရတာဖြစ်ပါတယ် okay ဆက်လေ့လာကြည့်အောင် 42.4 42.4 ကဘာလဲဆိုလို့ရှိရင်သူကမှားနေတဲ့နေရာလေးတွေကျွန်တော်ပြင်ပြရမှာဖြစ်ပါတယ်ဥပမာဝါကြလေးကြည့်အောင် him should arrives on time အဲ့မှာ arrives မှာ s ပါနေတယ်တကယ်တမ်းကချွတ်ရဲ့နောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကbase form နဲ့လိုက်ရတာလေအဲ့တော့ s လေးဖြုတ်ပြီးတော့မှရေးရမှာဖြစ်ပါတယ်အဲ့တော့1 to 5လဲလောက်တတ်မယ်လို့ယူဆရတယ်ကျောင်းသားကိုယ်တိုင်လေ့လာကြည့်ပါနော်နောက်တစ်ခု 42.5 ကလည်းပဲ should လား should not လားရေးခိုင်းတာပေါ့နော်ဒါလည်း
ဒါလေးကရွေးခိုင်းတာပေါ့နော်ကျောင်းသားကိုယ်တိုင်ရွေးကြည့်ပါစာလေးဖတ်ပြီးတော့ရွေးကြည့်ပါဒီမှာဆိုရင်ဥပမာပြောထားတယ် Kim should not time to get on the train ရထားကထွက်နေပြီလေအဲ့ဒါတကားတွေပါလေဆွဲမပွင့်သိဘူးမလုပ်သိဘူးလို့ပြောတာပေါ့နံပါတ်1ကတော့ဘာပြောတာလဲဆိုတော့ no swimming သူကရေမကူအောင်လို့ဒီမှာပြောထားတယ်အဲ့တော့ဘာလုပ်ရမလဲဆိုတော့ you shouldn't swim ပေါ့နော် at the beach ဒီကမ်းခြေမှာမင်းရေမကူအောင်ဘူးရေမကူသိဘူးဘာလို့ငမန်းနေပါလိရှိတယ်အဲ့ပုံစံပေါ့နော်โอเคအဲ့တော့2 3 4 5လည်းပဲကျောင်းသားကိုယ်တိုင်စာလေးဖတ်ကြည့်ပြီးတော့မှလေ့ကျင့်ကြည့်ပါနော်ကျွန်တော်နောက်ထပ် unit တစ်ခုဆက်လေ့လာကြည့်မယ်နောက်ထပ် unit တစ်ခုက 42.6 ကလည်းပဲဒါဒီဘက်က1 2 3 4 5နဲ့ဒီဘက်ကတွဲရမှာဖြစ်ပါတယ်ဥပမာလေးက my plants are dying အဲ့တော့ပြောတယ် you should water them အဲ့တော့အပင်တွေကရှောက်နေပြီအဖျားလေးတွေပါလေရှောက်နေပုံစံဖြစ်မှာပေါ့ကျွန်တော်ရဲ့အပင်တွေကဗျာရှောက်နေတာအဲ့တော့သူကပြောတယ်ရေလေးပါလေလောင်းပေးပေါ့အဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ဒီဘက်ကစာလေးတွေဖတ်ကြည့်ပြီးတော့မှဒီဘက်ကဒီအဖြေလေးနဲ့တွဲကြည့်ပါနော်ကျောင်းသားကိုယ်တိုင်လေ့လာကြည့်ပါအဲ့တော့နောက်တစ်ခုကလည်းပဲ 42.7 ကလည်းပဲ audio နားထောင်ပြီးတော့မှကျောင်းသားကိုယ်တိုင်လေ့ကျင့်ကြည့်ပါနော်အဓိကတော့ listening တောင်းအောင်ရဲ့ပြီးတော့သူတို့ပြောတာလေးတွေကို comprehension နားလည်အောင်လုပ်ရပေါ့နော်နားလည်အောင်လို့ဖြစ်ပါတယ်ပိုင်းကြည့်ပါနားမလည်တဲ့နေရာလေးတွေချင်းကျွန်တော်ပြန်လာမေးပါနော်โอเคနောက်တစ်ခုကတော့ 42.8 42.8 ကတော့ဘာလို့ရမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီပုံလေးတွေကြည့်ရမယ်ပေါ့နော်ဒီပုံလေးကြည့်မှလုံတင်တာလားမလုံတင်ဘူးလားပေါ့ဥပမာလေးကသူကပြောတယ် he shouldn't go climbing in the rain မိုးရွာထဲမှာတောင်းနေပါတယ်မတက်တင်ဘူးပေါ့နော်ဒါလျှော်လဲတာတွေလျှော်ကြတာတွေဖြစ်တင်တယ်ပေါ့အဲ့လိုမျိုးပြောတာပေါ့နော်ဖြစ်နိုင်တယ်ဒါကြောင့်မလုံတင်ဘူးလို့ပြောတာပေါ့အဲ့နံပါတ်1လေးကဘာပြောလဲဆိုတော့စာအုပ်ဆိုင်ပေါ့နော်သူကread ပါလို့တော့မသိထားပါတော့အဲ့တော့ people visit the library more often အဲ့တော့ကျွန်တော်တို့ကလုံတင်တာဆိုလို့ရှိရင်တော့ people should visit လို့သုံးရမှာပေါ့အဲ့တော့ကျွန်တော်တို့ကပုံလေးယူပြီးတော့မှ should ဖြစ်မလား should not လားပေါ့နော် should not ကိုဒီလိုမျိုး shouldn't လို့ရေးလို့လည်းရတယ်အဲ့ပုံစံလေးပဲရေးရမှာဖြစ်ပါတယ်အဲ့တော့ပုံလေးယူကြည့်ပြီးတော့မှ should လား should not လားရွေးကြည့်ပါโอเคနော်အဲ့တော့ကျွန်တော်တို့နောက်တဲ့ unit တစ်ခုဆက်လေ့လာကြည့်အောင်နောက်တဲ့ unit တစ်ခုကဘာလုပ်ထားလဲဆိုလို့ရှိရင်တော့ making suggestions ဒါလေးကတော့အကြံပြုတာပါကျွန်တော်တို့စနကလေ့လာတဲ့ခါကတော့အကြံဉာဏ်ပေးတာဒါကလည်းအကြံပြုတာအတူတူပဲနော်အတူတူပါပဲကြည့်ကြည့်အောင် language ကဒီညမှာတော့ကျွန်တော်တို့က COUNT could ကိုသုံးလို့ရတယ်ဒါကတော့အကြံပြုတာပေါ့နော်စနကတော့စနကလည်းအတူတူပါပဲနော်အဲ့ပုံဘယ်လိုသုံးလဲဆိုလို့ရှိရင် I hate my car ကျွန်တော်တို့ဒီကားကိုမုန်းနေပြီဗျာစိတ်ကိုမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့တစ်ဖက်လူကပြောတယ် well you could get a new one အဲ့ဒါဆိုလို့ရှိရင်ခင်ဗျာအတစ်တစီဝယ်လိုက်ပေါ့ဗျာဆိုတဲ့ပုံစံမျိုးပေါ့နော်အတစ်တစီဝယ်လိုက်အဲ့ပုံစံပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က COUNT could ကိုပြောပြီးတော့လည်းပဲအကြံဉာဏ်လေးတွေပေးလို့ရပါတယ်တဲ့ဘယ်လိုလဲဆိုလို့ရှိရင်ကြည့်အောင် you could study science in college အမင်းပညာရပ်တွေကို college မှာသွားပြီးသင်နေတယ် you could study science in college နောက်တစ်ခုက we could learn English in Canada next year နောက်နှစ်ကြာရင်တော့ကျွန်တော်တို့ဒီကနေဒါမှာအင်္ဂလိပ်စာသွားသင်မယ်အဲ့လိုပြောတာပေါ့နောက်တစ်ခုက they could buy a bigger house with a yard ဆိုတာကအိမ်ဝင်းခြံဝင်းပေါ့ဗျာအဲ့တော့ you could buy ဝယ်သင့်တယ်နော်ဝယ်ပါလားအဲ့လိုပြောတာနောက်တစ်ခုက you could get a job at the new restaurant in town မြို့ထဲမှာအလုပ်ပေါ့နော်ဟိုစားသောက်ဆိုင်တစ်ခုမှာအလုပ်ရ try ကြည့်ပါလားလို့ပြောတာနော် you could get a job အဲ့လိုနေသုံးပါတယ်နော်အဲ့ဒါလေးက COUNT could ကိုသုံးတာဖြစ်ပါတယ်နော်အဲ့တော့ရေးတဲ့ form လေးကတော့ဆိုတော့လိုမျိုးပဲ SHOUNT should ဆိုတဲ့ပုံစံလေးပါပဲ you could get ပြီးတော့မှကျွန်တော်ပြောချင်တဲ့အကြောင်းအရာပေါ့နော်အဲ့ပုံစံလေးပြောလို့ရပါတယ်သူပြောတာဖြစ်ပါတယ်အဲ့တော့ 43.4 ကလည်းပဲကျောင်းသားကိုယ်တိုင်တွဲကြည့်ရမှာဖြစ်ပါတယ်ဒါလေးစာလေးဖတ်ကြည့်ပြီးမှတွဲကြည့်ပါကျွန်တော်ဒီလိုမျိုးကျောင်းသားကိုယ်တိုင်တွဲကြည့်ပါလို့ဘာလို့ပြောတာလဲဆိုလို့ရှိရင်တကယ်တမ်းစာလေးလုပ်စီခြင်းလို့ပါအကယ်၍နားမလည်တဲ့သင်ခန်းစာလေးတွေရှိရင်ကျွန်တော်လာမေးစီခြင်းလို့ကျွန်တော်ကကျောင်းသားကိုယ်တိုင်လုပ်ခိုင်းနေဖြစ်ပါတယ်နော်အဲ့တော့စူးစမ်းကြည့်ပါနားမလည်ကျွန်တော်ပြန်လာမေးပါဒီမှာကတော့ကျွန်တော်တို့ဒီ box ထဲမှာအဖြေလေးတွေပါတယ်အဲ့တော့စာလေးကိုဖတ်ကြည့်ပြီးတော့မှဒီ box ထဲကအဖြေလေးတွေကိုထည့်ကြည့်ရမှာဖြစ်ပါတယ်ဒါလည်းပဲစူးစမ်းကြည့်ပါနော် 43.5 စူးစမ်းပြီးတော့ဖြည့်ကြည့်ပါနောက်တစ်ခုက 43.6 43.6 ကဘာပြောတာလဲဆိုလို့ရှိရင်တော့ COUNT could ဒါမှမဟုတ်ရှင်ကျွန်တော်တို့ overall ပေါ့နော် overall ကိုသုံးလို့ရတယ်အဲ့ဒါကဘာလို့ဖို့တယ်ဆိုလို့ရှိရင်တော့ suggest လုပ်အကြံဉာဏ်ပေးတာပေါ့နော်တိုက်တွန်းတာလည်းပြောလို့ရတော့အကြံဉာဏ်ပေးတာပေါ့ဥပမာလေးကြည့်ကြည့်အောင် our friends are coming over for dinner ကျွန်တော်တို့တကယ်ချင်းနေရညစာစားဖို့လာမှာအဲ့တော့ but the oven is broken ဒါပေမဲ့ဗျာတဲ့မီးပေါ်ကပြတ်နေတယ်တဲ့အဲ့တော့သူတယောက်ကပြောတယ် we could make a salad ကျွန်တော်တို့တွေ salad လုပ်လို့ရတယ်လေ or we could order a pizza မှာလိုက်လို့ပေါ့အခုချက်ပြုတ်ဖို့ကတို့ရဲ့မီးကိုပြတ်နေလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေ pizza လဲဝယ်လိုက်မယ်ဆိုလဲရတယ်ဒါမှမဟုတ်ရင်ဒီ salad တစ်ခုလုပ်မယ်ဆိုလဲရတယ်ပေါ့လို့ပြောတာပေါ့နော်အဲ့ဒီကခါမှာ we could ကိုသုံးလို့ရတယ်အဲ့တော့ COUNT could နဲ့ overall ပေါ့ဗျာတစ်ခုလုပ်ရင်လုပ်ပါလားဒါမှမဟုတ်ရင် or တစ်ခုလုပ်ရင်လုပ်ပါလားပေါ့နော်အမြင်ပြောတာဖြစ်ပါတယ်ဥပမာလေးတွေဆက်လေ့လာကြည့်အောင် I can drive but I want to travel along the coast အဲ့တော့ကျွန်တော်ကတော့ကားမမောင်းနိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းပဲဟိုဒီ
ဒီတခြားပေါ့နော်ဒီနေရာတခြားပေါ့နော်ကမ်းခြေတခြားကျွန်တော်ကအလဲပတ်သွားခြင်းနဲ့လို့ပြောတာပေါ့အဲ့တော့တစ်ဖက်လူကပြောတယ် you could take a bus ကားစီးသွားလေတဲ့ or train in the front car not travel in the front car တငယ်ချင်းရဲ့ကားနဲ့သွားပေါ့တဲ့ကိုယ့်ဘာသာကို bus ကားနဲ့သွားရင်တော့ဒါမှမဟုတ်ရှင်တငယ်ချင်းနဲ့သွားပေါ့လို့ပြောတာပေါ့နော်နောက်တစ်ခုက what should I wear to James Welding James ရဲ့မင်္ဂလာဆောင်မှာကျွန်တော်ကဘာဝတ်တင်လဲတဲ့တစ်ဖက်လူကပြောတယ် you could wear your new dress or a skirt အဲ့တော့ဒီဘက်ကပေါ့နော် skirt ဝတ်ရင်ဝတ်ဒါမှမဟုတ်လို့ရှိရင် new dress လေးဝတ်ပေါ့အဲ့ပုံစံမျိုးလေးအကြံဉာဏ်ပေးတဲ့ခါမှာလည်းပဲကျွန်တော်တို့က CUNT could ကိုသုံးလို့ရတယ်အဲ့ဒါလေးပြောတာဖြစ်ပါတယ်။ Okay တော့ 43.8 ကိုဆက်လေးလိုက်ကြည့်အောင် 43.8 ကလည်းပဲဒီမှာအဖြေလေးတွေပါတယ်ကျွန်တော်တို့ကဘာလို့ရမှာလဲဆိုတော့ဒီစာပိုင်းလေးကိုဖတ်ကြည့်မှတခုခုလှုပ်ရှင်လှုပ်ပါလားဒါမှမဟုတ်ရှင်တရားတစ်ခုလှုပ်ပါလားဆိုတော့အကြံဉာဏ်ပေးတာပေါ့နော်အဲ့ပုံစံလေးမှာပြောရမှာပါ။ဥပမာလေးက you can't sleep at night အညကြလို့ရှင်ခင်ဗျာမအိပ်နိုင်ဘူးတဲ့အဲ့တော့ you should read a book စာအုပ်ကိုဖတ်ဒါမှမဟုတ်ရှင် have hot drink ဒါ unit ပူပူလေးတောက်ပေါ့နော်အဲ့ပုံစံလေးပြောတာဖြစ်ပါတယ်။အဲ့တော့တခုမဟုတ်ရင်တခုလောက်ပါလားဆိုပြီးတော့မှလေး could နဲ့တုံးပြီးတော့မှအကြံဉာဏ်လေးပေးတာဖြစ်ပါတယ်။အဲ့တော့ 43.8 level စာလေးတွေဖတ်ကြည့်ပြီးတော့မှ try ကြည့်ပါနော်။ Okay နောက်တစ်ခုကတော့ 43.9 ကတော့ listening ကိုနားထောင်ရမှာဖြစ်ပါတယ် audio နားထောင်ပြီးတော့မှစူးစမ်းပြီးတော့ဖြည့်ကြည့်ပါ Okay အခုဆိုလို့ချင်းကျွန်တော်တို့ကဒါ unit 41ကနေ43ပေါ့နော် unit 41ကနေ43ကကျွန်တော်တို့ဘာလေးလေ့လာခဲ့တာလဲဆိုတော့တခုခုလုပ်မယ်ဆိုရင်တေးကြတယ်ဆိုလို့ချင်း I will လို့ပြောလို့ရတယ်လို့မလုပ်ဘူးဆိုရင်လည်း I won't ပေါ့နော် when လို့သုံးလို့ရတယ်လို့အဲ့တော့လုပ်ရင်လုပ်မယ်ဆိုလို့ချင်း I might လို့သုံးလို့ရတာဖြစ်ပါတယ်အဲ့ဒါအကြောင်းလေးလေ့လာခဲ့တယ်ပြီးတော့တေးချာတိရလေးတေးချာမသိဘူးဆိုတဲ့အကြောင်းအရာလေးလေ့လာခဲ့တယ်ဖြစ်တယ်ပြီးတော့တငယ်ချင်းတွေကိုအကြံဉာဏ်ပေးတာတို့နော်အကြံဉာဏ်ပေးတဲ့အခါမှာ SHOUNT shirt နဲ့သုံးလို့ရတယ်လို့အဲ့တော့ suggestion ပေးတာပေါ့နော်အကြံပေးတာပါပဲ COUNT could နဲ့လည်းသုံးလို့ရတယ်ဆိုတဲ့အကြောင်းအရာလေးတွေလေ့လာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးတွေရမယ်လို့ယူဆတယ်တချို့သင်ခန်းစာလေးတွေမှာတော့ကျွန်တော်ကအကြောင်းသားကိုယ်တိုင်တကယ်ကိုလေ့လာစေခြင်းလို့ဒီလိုမျိုးသင်ခန်းစာတွေမှာလည်းပဲ listening ကိုယ်တိုင်ကျောင်းသားကိုယ်တိုင်လေ့ကျင့်စေခြင်းလို့ကြော်ပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့တေချာလေးလေ့လာစေခြင်းနဲ့အကယ်၍နားမလည်တဲ့သင်ခန်းစာလေးတွေဝါကြလေးတွေရှိတယ်ဆိုရင်ကျွန်တော်ပြန်လာပြီးတော့မေးစေချင်ပါတယ်နော်အဆုံးထိအောင်နားထောင်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်သင်ခန်းစာ unit 44ပေါ့နော် unit 44မှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ် thank you very much have a good day bye bye